妈都表姐媳妇。妈里头亲有些。怕亲农民啊？俺家妈呢，我眼睛没呀。啊，故意嘞，我原来你妈哩等眼睛的。你妈里啊，等眼睛都表了的。我眼你妈里有不是等我们他来是吧？妈里地方的。故意啊，你妈哩那多的包住你啊？我以后表的这个的嘛喏，我住的时候这个包。啊，故意嘞。你妈哩啊哩，故意哦，吃了收了当娃的了嘛。吃了收了完，我有掉的他给没说的了。俺都他给妈嘞故意诶，你妈哩有哩，故意不话嘞啊你甩头断没路，你妈哩也别让妈那么疼。这个路我眼你妈哩有朋友来给的送的，你妈哩也故意有人生地位。好嘛，你妈里说的是吧？行不？你用我什么吃的？你别多别来了，俺你那么细心。耶，你妈有什么唱哪个哩了？俺你格里么好路呗，俺你有谁不能呀了？俺你有不问你做没？你用我送什么看看？比如，你用我来特吃。你把我耶，你俺有了这钱来表啊？你俺有一下子搞表不？你那俺的担忧怎样？苦嘛啥都没顾虑啊。哦，我个呀，你那俺担忧怎细两个了？人家一家这个表示，俺苦表。你用俺吃的，烟吃的，对吃的。俺原本今年嘛3万，你用吃的，给你俺批评了。你把我妈哩吃钱了批评了没得哈？俺过年带没有没？俺哩爸爸了俺过年人朋友比带没的少哈。你我多么多路，那这可能多年无说了。俺过阿拉路给他们家嘛哈，说俺你有几年几年哈？哦，你那个包住了。俺过年带没毕业前去了上班呢。你嘛，你批评没得你的，俺上你吧。ကိုရေခဲကြောင့်မရောက်နဲ့တော့ ကိုရရေခဲကြောင့်မရောက်တော့ဘာလို့စား ဘီဒင်ဟောကန်ဖွင့်လိုက် ဟာညီမလေးရတယ်ဘေးတင်ဟောကန်းဖွင့်အောင်ကိုကြီးကဘေးတင်ကမဟုတ်တတ်တာညီမလေး ကိုကြီးကဘီဒင်မဟောတတ်ပြီမဲ့အချားမြင်ရတယ်လေ ညီမလေးရတယ်ကဲကိုကြီးကိုလေလိုရင်းတူရှင်ပဲပြောနော်ကိုကြီးစကားတွေတော်ခိုင်းယူမပြောပါနဲ့ညီမလေးကိုကြီးညာအဲ့တော့မမိဘူးညီမလေး ဟိုကိုကြီးပြောသလိုပဲလေဝီရန်ကမမလေးကိုချစ်တယ်လို့ဖွင့်ပြောလာတယ် အဲ့တော့ညီမလေးကဘာပြန်ပြောလဲ မမလေးကကိုကြီးနဲ့တိုင်ပင်လာအောင်မယ်လို့ပြောလိုက်တယ်အဲ့ဒါမမလေးတို့ကိုဘယ်လိုပြန်ပြီးတော့အဖြေပေးရမလဲ ညီမလေးရောသူ့ချစ်တာအညီမလေးတော့ချစ်သူရပြီမင်္ဂလာဆောင်တော့ပါဘယ်လိုတရားလဲထားကြတော့ပါနော် ညီမလေးကလေကိုကြီးကိုပါအတူတူခေါ်သွားမှအဆင်ပြေမယ်လို့ပြန်ပြောထားတယ် အဲ့တော့သူကဘာပြောလဲ သူကတော့လေကိုကြီးကိုပါသူနဲ့အတူတူခေါ်သွားမယ်လို့ပြောတယ် အဲ့လိုလုပ်လို့မရဘူးလေညီမလေးအညီမမမြင်ဘူးမတွေ့ဘူးတဲ့တစိမ့်မိချားတွေမှာမြင်ရမှာလေအညီမလေးကလည်းအင်းချုံကောသူတို့အတန်းဝင်ရတယ်အညီမလေးကိုချစ်ကြအောင်ပါဟုတ်ကိုကြီးတို့တော့ကိတာတယောက်ပါသူတို့အတန်းဝင်နေတော့ကိုကြီးလိုက်လာမယ်ဆို
那把人不记他的折磨，要从西风与冒着，就是我经常帮忙我你妈哩。 ဒါဆိုရင်ကိုကြီးကညီမလေးနဲ့တူတူမလိုက်ဘူးဆိုတော့ပေါ့လားအဲ့ဆိုရင်တော့လေညီမလေးသူ့ချစ်ကိုလက်မခံဘူးလို့ညင်လိုက်တော့မယ်နော် ဟုတ်ဘူးတယ်ညီမလေးညီမလေးကနိုင်ဟာများတဲ့ရိုးတံပေါ်လှပါတယ်လေးစီပါပြီဒီမှာအညီမရဲ့လာတရားကိုဖျက်ဆီးနေတာအဲ့ဒီရိုးတံအဲ့တော့အဲ့ဒီရိုးတံကိုချိုးပြီး ကိုမြတ်တို့တမို့ထားပြီးပန်းစင်တို့ပဲလူလိုက်အညမလေးပြပြရွှေရွှေနဲ့လိုက်သွားနော် ကိုကြီးညီမလေးအဲ့လိုတော့ကိုကောင်းမဆန်ညီမို့ညီမလေးတို့မိဘတွေမရှိတဲ့နောက်ပိုင်းမှာကိုကြီးကညီမလေးအတွက်ဆိုရင်ဖေဆိုရင်လည်းဟုတ်တယ်အမေဆိုရင်လည်းဟုတ်တယ်ကိုကြီးတယောက်တည်းဆင်းရဲတွင်းထဲမှာနေခဲ့ပြီးတော့ညီမလေးတယောက်တည်းချမ်းသာပြီးပျော်ရွှင်နေရတဲ့ပတ်ဝန်းကျင်မျိုးညီမလေးကဘလို့စိတ်နဲ့လိုက်သွားမှာလဲကိုကြီးရဲ့ မညမလေးပြောလို့ကိုရပဲဆိုလဲဟုတ်တယ်ကိုရအမေဆိုလဲဟုတ်တယ်လေကိုကြီးပြောစကားကိုညီမလေးနားထောင်ပါလေညီမလေးနော်ကိုကြီးပြောစကားကိုညီမလေးနားထောင်တယ်ဘယ်တော့ဒုက္ခရောက်ခဲ့ဘူးကဲပါညီမလေးဟိုနေနော်ဒီဘေးကနေဆိုညီမလေးညွှန်းနေတော့ဒီချေပြုံးပြပြုံးပြအဲ့ဒါမှလည်းပြုံးရကျုပ်နော်ဘယ်လိုလဲဒီတော့ဝေးရမဆောင်နေရကြပြီလားငါလည်းနည်းနောက်ကြသွားတယ် နင်းတော့မကြပါဘူးငါ့ဝရီကကောင်းနေတာညာလေနင်းစီကဖြေရမယ်ဆိုတော့စဉ်းစားရင်းနဲ့အဲ့လိုတော့မပြော အားလဲချိုးဖို့ကြိုက်လို့လား ချင်းနေပါပါတယ်ဟာတူဝင်းနဲ့လေဩနင်းလည်းမနောက်ပါနဲ့ဟာငါအကောင်းပြောနေတာဒီနေ့နင်းစီကအဖြေဘာပေးမလဲဆိုတာသိကျင်သိနေငါအိမ်မပြောဖြစ်နေတာလို့ပြောတာ ဟုတ်ပါပြီငါလေငါပြည့်ပြည့်ကနင့်တွေပျော်စရာလည်းဖြစ်ချင်းဖြစ်မယ်ဝမ်းနည်းစရာလည်းဖြစ်ချင်းဖြစ်မယ်ဘာပဲဖြစ်ဖြစ်နင့်စိတ်မဆိုးမလား ရပါတယ်ချစ်ဆိုတဲ့အရာကလူယူလို့ရတဲ့အရာမှမဟုတ်ဘူးနင်းပေးတဲ့အဖြေကကြီးကြီးနက်နက်လက်ခံဒါနဲ့ငါ့အတွက်ယူလာတဲ့အဖြေကဘာလဲ ဒါနဲ့မချစ်ဘူးအဲ့လိုပြောလိုက်ရင်နေဝမ်းနေသွားမှာမလားငါကလေနင့်ကိုဝမ်းမလဲစေချင်ဘူးပျော်ပဲပျော်စေချင် ဒါဆိုရင်နင်ငါ့ကိုချစ်တယ်ပေါ့နော် ဒါနင့်ကိုချစ်တယ် ဝမ်းသာလိုက်တာဟာ
မလေးညနာလည်းမကောင်းပါလားဘာဖြစ်လာလဲဘုကောင်ဘယ်နဲ့စင်ပြီးခဲ့လားမလေးကိုင်းမင်းနေလေပါလေဘုကောင်ဝေရန်ငါညမလေးကိုဘာပြောလိုက်လဲဘာလုပ်လိုက်လဲဟမ်ကိုပြောစမ်းအဲ့ကောင် ရမောရမော ကိုကြီးညီမလေးသူလည်းမတွေ့ချင်ဘူးကိုကြီးညီမလေးသူလည်းမတွေ့ချင်ဘူးနော်ကိုကြီး ညီမလေး ဟုတ်ရမောမော မင်းငါညမလေးကိုဘာပြောလိုက်လဲဘာလုပ်လိုက်လဲဟမ်ရ ကျွန်တော်ဘာမှမလုပ်ပါ မင်းဘာမှမလုပ်ပဲငါညမလေးကငိုယူပြီးပြန်လာစအကြောင်းမရှိမင်းကအမှန်တိုင်းပြောမလိန်နဲ့ ကျွန်တော်မလိမ့်တတ်ဘူးအခုလဲရမုံနဲ့ကျွန်တော်နဲ့ချိန်ထားတဲ့နေရာမှာရမုံရောက်မလာလို့ကျွန်တော်အိမ်ထိလိုက်လာတာကျွန်တော်ဘာမှမသိဘူး ငါညမလေးကမင်းကိုဖြေပေးမယ်ဆိုထွက်သွားတယ်အခုအိမ်ကိုပြန်လာတော့ငိုယူပြီးတော့ပြန်လာမင်းဘာမှမလုပ်ဘဲနဲ့တော့ငါ့ကိုမပြောနဲ့ရ ဒီမဲ့ကိုကျွန်တော်မမားတဲ့ကိစ္စမှာကျွန်တော်မသိတဲ့ကိစ္စမှာကျွန်တော်အတင်းမေးတယ်အကိုလက်ကားပဲဗျာတကယ်မှန်တရားကိုသိကျင်တော့ရမုံမေးမှရရမုံဟေ့ မင်းအိမ်နဲ့တော့မရှိဒါငါအိမ်တော့ငါရဲ့ခွင့်ပြုချက်မရဘူးသွားလို့မရအောင်မင်းပြန်လိုက်တော့ မပြတ်နိုင်ဘူးရမုံကျွန်တော်ကိုဘာကြောင့်မတွေ့ကျင်တဲ့ကိစ္စကိုကျွန်တော်တိတိကျကျသိရမှာကျွန်တော်ပြန်တယ် မင်းသိကျင်တဲ့ကိစ္စကြငါညမငိုယူပြီးပြန်လာတဲ့ကိစ္စငါပိုသိကျင်တာရအဲ့ဒီဒေါ်သားတွေမင်းမပုံမကြခင်မင်းပြန်လိုက်တော့ငါပြောနေတယ်နော်ဟေ့